မလို့ကွာအရက်တောက်တာတယောက်နေတာတယောက်ကြည့်နေတယ်ကွာအရက်ကိုမတောက်တတ်ကြဘူးလားအမတိအရက်အဲ့လိုလေးတက်ပြီပြီးွားဟိုက်နှခမ်းလေးတာမပြမကနေလားမဲအနခန္ဓာပြီးွားတာမအဲ့လိုလေးတောက်တဘောမပေါက်ဘူးပြတယ်တင်းနေရတယ်အဲ့တိုင်းတောက်အဲ့တိုင်းတောက်လို့တဘောမပေါက်ဘူးပြနေတာကလေးတော့โอ้အချက်တခါတောက်ဖို့ကွာဒီမကြီးအချက်တောက်တယ်ဆိုတော့ပြေးခိုင်းလိုက်ခိုင်းမမနားလေးကားလေးဝေးတာပြရအောင်ကြည့်မဲအဲ့လိုနားလေးဝေးလို့အဲ့လိုတော့ဒီမှာနီးလေးလည်းရှိသေးတယ်မကြီးအဲ့လိုလေးစားရတာအဲ့လိုလေးတောက်ရတာတောက်ကြည့်တဘောခင်ဗျာတဘောမပေါက်ဘူးငါတို့ကျွန်တော်ပြောရမင်းခွက်လာတော့လို့တော့မဟုတ်မင်းချက်သားလားမဟုတ်ချက်သားလည်းမဟုတ်ဘူးတော်စားတယ်ဟုတ်သားတယ်မဟုတ်ညီလေးမလုပ်တယ်မှာတို့ကွာနေပြီ20ပေးတာ20ပေးတာ20ပေးရအဲချက်ထွီရောမစားအဲ့ကြောင့်မစားတော့စားတယ်မစားလူပါလာဟောတဘောမပေါက်တယ်ကြောက်ကလေးကြည့်မရက်တော့ဖို့ကွာရက်တော့တယ်ဆိုတာတော့ပုံဆောင်ကြီးလိုအပ်တယ်ဟာမကြီးပြီးတော့အနားလေးမဲမွေးလိုက်အဲ့လိုလေးတော့ရတယ်မမနဲ့ဘာရောငါပြန်ရောစလေးရောပဲမမဘာနဲ့လို့ငါပြန်ရောစလေးရောပြီးမယ်လို့ငါရောပြီးမယ်ဘာမပြန်ရောရလို့ဗျာဘာလို့လဲခမမရောနေငါရောလို့မငိုတယ်လေမရတာဘုန်းကြီးကြားငါရောပြီးမယ်မငိုပါနဲ့တော့ဘာလို့အရင်ကတော့တိုင်းဘာဖြစ်လို့လဲအပြန်ရောပြီးမှတပလင်းတိုက်မှာနည်းနည်းလေးတော့တပလင်းတိုက်ပါမယ်ရှက်ဖွယ်မလို့ပါတော့ကဗျာတောက်လိုက်တယ်ဒီတောက်လိုက်တယ်လေကဗျာဒီခွာတော့တောက်တာဟုတ်တယ်လေအော်ငါရောပြီးပါမယ်အဲ့တော့ဒီစိတ်စင်းရမခံတော့ပါနဲ့ကျောင်းကတိတ်နေနေတာဗျာဒီစိတ်ကြီးလို့ရက်နေတာတိတ်နေတာဗျာတိတ်တယ်လေဘာဖြစ်လို့တော့လို့ပါမလဲကျောင်းကပါလေကျွန်တော်ရက်ချက်ကောင်းပါလေဘာဖြစ်လဲကျောင်းကြားယူရတယ်ဗျာဟုတ်ပြီလားတေဝဲပြတောက်တာတိတ်တယ်ငါပြန်ရောပြီးမယ်ငါပြန်ရောအဲ့ဒါစိတ်ကြီးဒီခွာကိုကျွန်တော်တောက်လေတောက်လေအဲ့တော့ခမတောက်ပါတယ်ဗျာတောက်လိုက်ဘာလို့လို့ဘာတမ်းဘာပြရမှာလဲအဲ့ဒီခွာထဲမှာကျောင်းကအစိတ်တွေထည့်လာတာဗျာအစိတ်တွေထည့်လာတာဟုတ်တယ်အဲ့မနီနဲ့မမီလို့ကျောင်းထည့်လာတာဒဘလေးလို့ဟုတ်တယ်